သူကလန်ဒန်ရဲ့အကျော်ကြားဆုံးတန်းကြွယ်တစ်ထေပါသူချမ်းသာလို့မဟုတ်ပါဘူးဈေးပေါ်လို့ပါသူ့လက်တွဲဖော်ရဲ့စာပနမှာသူကဒင်္ဂါနှစ်ပြားကိုတောင်ပတ်စံလို့ခံစားရလို့ယူခဲ့တာပါသူ့ဝန်ထမ်းတွေကဖျောင်းတိုင်တွေနဲ့ပဲနွေးနွေးထွေးထွေးနေနိုင်ပေမဲ့သူကမီးသွေးကိုဘီရိုထဲမှာအမြဲပိတ်ထားခဲ့တယ်သူကသူနဲ့အတူခရစ်စမတ်ပွဲတော်ကိုလာကျင်းပပြီးသူတို့ကိုအဆိုးရွားဆုံးညှင်းပယ်ခဲ့တယ်ဒါပေမဲ့ကံကြမ္မာကလာနေပြီခရစ်စမတ်အကျိုးညရောက်ပြန်ပြီစကရူရဲ့အခန်းထဲမှာတရေတကောင်ပေါ်လာတယ်သူယူသွတ်တယ်လို့တုံနေပြီးမှသူ့ရဲ့ကွယ်လွန်သွားတဲ့စီးပွားရေးလုပ်ဖို့ကင်ဖက်ချက်ခါဖြစ်နေမှန်သဘောပေါက်သွားတယ်ဂျက်ခါကသူဒုက္ခခံစားနေရတယ်လို့ပြောတယ်သူ့ကိုယ်ပေါ်ကတန်ကြိုးတွေကသူ့ရဲ့အပြစ်ဟောင်းတွေကနေဖြစ်ပေါ်လာတာဂျက်ခါကသူ့ကိုတတိပေးဖို့လာခဲ့တယ်ဒီညမှာဝိညာဉ်၃ကောင်ကမင်းကိုလာလဲပြီးမင်းကိုခရီးတစ်ခုခေါ်သွားလိမ့်မယ်မင်းနောက်ဆုံးတော့ပြောင်းလဲသွားလိမ့်မယ်မကြခင်မှာပဲပထမဆုံးခရစ်စမတ်ဝိညာဉ်ပေါ်လာတယ်သူ့ခေါင်းပေါ်မှာမီးရှံတွေလက်ထဲမှာဆန္ဒအုပ်ထုပ်တစ်လုံးဒါကစကရို့ကိုထိလိုက်တဲ့အခါပောက်ကွဲတန်ကြားလိုက်ရတယ်သူပြန်တန်းနိုင်တယ်သူတို့ဟာအချိန်ဥမင်လိုင်ကောင်းတစ်ခုကိုဖောက်ထွင်းပြီးနှင်းထူထပ်တဲ့ကဘာတဲကိုဆင်းသက်ကြတယ်ဒါဟာစကရို့ရဲ့ငယ်ဘဝမျိုးပဲသူတိကျွမ်းခဲ့ဘူးတဲ့ကလေးတွေကိုသူတွေ့တဲ့အခါမျက်ရည်တစ်ဆက်စီးကြလာတယ်အဲ့ဒီတုန်းကကြောင်းဆင်းပြီးတဲ့အခါသူဟာစာသင်ခန်းထဲမှာတယောက်တည်းထိုင်ပြီးခရစ်စမတ်ကိုတယောက်တည်းကုံဆုံးခဲ့တယ်တနှစ်လောက်ကြာတော့သူ့ညီမကနောက်ဆုံးတော့ခွင့်ပြုချက်ရပြီးသူ့ကိုအိမ်ပြန်ခေါ်လာခဲ့တယ်အဲ့ဒီအချိန်ကသူ့ကိုထိမှန်သွားတယ်